အဲ့တော့လေးတင်ချေဆိုတာဘယ်လိုတွေ့ရတာတော့လို့ဆိုဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန်တင်ညာမြတ်စွာဘုရားကြားမှာကဘာပေါင်းဘလောက်ကြားတယ်ဆိုတာအရေးအတွက်မရှိလို့အဲ့ဒီဟာတတင်ချေလို့ဒီလိုမှတ်တယ်နော်အဲ့ဒီလိုဟာမျိုး၄ကကြုံခဲ့တယ်ဒါကြောင့်လေးတင်ချေလို့ပြောတယ်အဲ့တော့ဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန်တင်ညာမြတ်စွာဘုရားကြားမှာတစ်အတင်ချေတစ်ခုမှတ်တယ်နောက်ကွန်တင်ညာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားပြတ်သွားလိုက်တာကဘာပေါင်းအတင်ချေထိအောင်ကြာပြီးမှမင်္ဂလာဘုရားပွင့်တယ်အဲ့ဒီကွန်တင်ညာဘုရားနဲ့မင်္ဂလာဘုရားကြားမှာလည်းပဲတစ်အတင်ချေဒီလိုယူဆဒီလိုယူရမင်္ဂလာဘုရားနဲ့ကတော့ဘုရား၄စုပွင့်တယ်နော်မင်္ဂလာဘုရားနဲ့အတူပွင့်တာသုမနဘုရားတို့ဂရေဝတ္တဘုရားတို့သောဘိတဘုရားတို့ပွင့်အဲ့ဒီသောဘိတဘုရားထီအောင်၄စုပွင့်ပြီးတဲ့နောက်မှာတခါကဘာပေါင်းဘယ်လောက်ကြာတယ်ဆိုတာအရေးအတွက်မရှိတော့သောဘိတဘုရားပွင့်ပြီးတဲ့နောက်မှာအနောမဓာတ်တိဆိုရင်ဘုရားပွင့်တယ်အဲ့ဒီဘုရားနှစ်စုကြားတစ်သင်္ချေဟောသုံးပါကြုံသွားပြီအဲ့ဒီအနောမဓာတ်တိပြီးတော့ဘဒုမမြတ်စွာဘုရားဘဒုမမြတ်စွာဘုရားပြီးတော့နာရဒမြတ်စွာဘုရားအဲ့ဒီဘုရားသုံးစုပွင့်ပြီးတဲ့နောက်မှာတခါတစ်အသင်္ချေတစ်ခုလွန်သွားပြန်တယ်ဟောလေးသင်္ချေဆိုတာအဲ့ဒါပြောတာနောက်ဘဒုမုဒ္ဒရမြတ်စွာဘုရားကနေပြီးတော့ဒီဘက်ကျတော့ကဘာတသိန်းနဲ့ရေတွက်လို့ရသွားပြီရေတွက်လို့မရတာက၄ကရေတွက်လို့ရတာကတသိန်းအဲ့ဒါကိုပဲလေးအသင်္ချေနဲ့ကဘာတသိန်းလို့ဒီလိုပြောတာနော်